အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတကပုံမြင်နေပြောသလိုမပြောတော့ပဲနဲ့တန်စင်လေးတွေနဲ့ကျွန်တော်ပြောမယ်ဗျာဘာလဲဆိုတော့ပြည်သူတွေရဲ့အချစ်တော်စစ်တီလေးသိန်းဆိုတာဒီလိုဗျာပကမာအလုံးလားစောချီချက်ကပြိုင်စံမရပြည်သူများကချစ်ခင်ကြမြင့်မှုရနိုင်သူရကောင်းပေါ်ပြီးနော်အနော်ရထားစစ်လို့ခေါ်သူ့မြေထောင်ကိုအရှင်အမြန်ကူလို့ထူပုပ္ပါရနိုင်သူရဲ့ကောင်းွယ်သူ့အမြေကငလုံးလက်ပဲနွားရှိ30တပြိုင်တည်းမှာအောင်ခြင်းမင်္ဂလာရစေကြောင်းပေါ်ပြန်ပြီသူရဲ့ကောင်းတယောက်ထပ်တိုးသည်သူ့အမြဲကညောင်ဥဖီအေရာဝတီမြစ်ကိုဟိုဘကံဒီဘကံကူးခတ်နိုင်သည်ညောင်ဥဖီနဲ့အေရာဝတီအလောရထား